အင်္ဂါနေ့မွေးဖွားသူများအားလုံးမင်္ဂလာပါဒီတစ်ပတ်အတွင်းမှာအင်္ဂါသားသမီးတွေအနေနဲ့အဆအဆက်အရာရာကိုအထူးသတိထားပြီးနေထိုင်ရမယ့်ကာလလို့ပြောရပါမှာအထူးသဖြင့်ယောဂဟောင်းတွေပြန်ပေါ်တာမျိုးအရင်ကဖြည့်ရှင်းပြီးသားပြဿနာဟောင်းတွေကတကြောပြန်ခေါင်းထောင်လာတာမျိုးတွေကြုံရတာပါတယ်ဒါကြောင့်ဘာပဲလုပ်လို့ပေါ့ဆဆမနေပဲအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်ဒါပေမဲ့အလုတ်အကင်ပိုင်းမှာတော့ထူးခြားတဲ့အပြောင်းလဲလေးတွေရှိနေပါတယ်ခင်ဗျအလုတ်နေရာတည်ရတာမျိုးဒါမှမဟုတ်လက်ရှိအလုတ်ကနေပိုကောင်းတဲ့နေရာကိုပြောင်းရွှေ့ရတာမျိုးတွေကြုံရတတ်ပါတယ်အလုတ်ခွင်မှာလည်းအခွင့်လန်းကောင်းတွေအစီအီပေါ်ပေါက်လာမှာဖြစ်တယ်လို့မိမိထက်အသက်ကြီးတဲ့သူတွေအကြီးအကဲတွေရဲ့ဝိုင်းဝန်းကူညီမှုတွေကိုလည်းစိတ်ချလက်ချရရှိပါလိမ့်မယ်နောက်ပြီးမထင်မှတ်ထားပဲပညာရဲ့အသက်တစ်ခုကိုသင်ယူခွင့်ရတာဒါမှမဟုတ်ဘဝတုဒ္ဒဖြစ်စေမဲ့သင်တန်းတွေတက်ရောက်ရတာမျိုးတွေလည်းကြုံရတတ်လို့မိမိကိုယ်ကိုအရေးချင်းမြင့်တင်ဖို့အခွင့်အရေးကောင်းပါပဲငွေကြေးကိစ္စမှာတော့ဒီတစ်ပတ်မှာငွေကဒလဟောထွက်နေတတ်တဲ့ကာလမို့အတုံးအဆွေးချွေတာဖို့လိုပါလိမ့်မယ်ငွေပြောက်တာမျိုးငွေကြေးကိစ္စတွေမှာအမားအယွင်းဖြစ်လို့ပြန်လဲဖြည့်ရှင်းရတာမျိုးတွေကြုံရတတ်လို့ငွေအပေးယူလုပ်တဲ့အခါအထူးသတိထားပါခရီးကိစ္စတွေမှာတော့ခရီးအနီးလေးတွေခက်စိတ်စိတ်ထွားရတတ်ပါတယ်ထူးခြားတာကတော့ရက်ဝေးမှာရှိတဲ့ဆွေးမျိုးသားချင်းတွေဧည့်သည်အဖြစ်ရောက်လာတတ်တယ်လို့မိမိကိုမထင်မှတ်ထားတဲ့ဆွေမျိုးတွေကလည်းဗတ်ပေါင်းစုံကနေကူညီပေးလာပါလိမ့်မယ်လူမှုရေးပိုင်းမှာတော့လူမျိုးကြားတွေဒါမှမဟုတ်မိမိအောက်လက်ငယ်သားတွေနဲ့အစင်မပြေဖြစ်တာစကားများရတာမျိုးလေးတွေရှိတတ်ပါလေနောက်ပြီးမီလျှက်စစ်ပစ္စည်းနဲ့ဆက်ပစ္စည်းတွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတာဒါမှမဟုတ်အန်ဒီအေဖြစ်တတ်တာမျိုးရှိလို့ဒီတစ်ပတ်မှာပေါ့ဆဆမကင်တွယ်ဖို့သတိပေးခြင်းပါတယ်ခင်ဗျာအချစ်ရေးနဲ့အိမ်ထောင်ရေးမှာတော့အတိုက်ခံတွေအများများနေပြီးစိတ်ဝမ်းကွဲတာခတခဏကွဲကွာနေရတာမျိုးတွေကြုံရတာလို့စိတ်ရှည်တိခံဖို့အင်မတန်အရေးကြီးပါတယ်ကျမရဲ့အနေနဲ့နှလုံးယောဂစီးယောဂနဲ့ကိုယ်လက်ကွက်ခဲတဲ့ဝေဒနာလေးတွေခံစားရတတ်ပါတယ်အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်เสียရှိရင်တော့အနီးရောက်တဲ့အဝါရောင်ဝတ်စုံတွေကိုအားပြူပြီးဝတ်ဆင်သွားပါအကျိုးပေးမဲ့ကနန်းတွေကတော့တစ်ကနန်းနဲ့6ကနန်းတွေပဲဖြစ်ပါတယ်အညံ့တွေပြေပြောက်ပြီးကံအထောက်ပန်းကောင်းတွေရရှိစေဖို့အတွက်တက်ကြီးရွယ်အိုဖိုးဖွားဖွားတွေကိုဆေးဝါးဓာတ်စာလေးတွေလူဒန်းပေးပါ